ဒီနေ့တော့မြို့သမီးတွေဓမ္မတာလာတဲ့အကြောင်းပြောကြရအောင်လဆန်လာတိုင်းတအိမ်နိုင်ငံရဲ့အပေါ်ရန်အဆအလွှာလေးတွေကွာကြပြီးမိမကိုလမ်းကြောင်းကနေတဆင့်သွေးဖြစ်ဆင်းလာတာကိုဓမ္မတာလာတယ်လို့ခေါ်ပါတယ်ဒါဟာပုံမှန်ကိစ္စဖြစ်ပြီးကျန်းမာတဲ့သဘောလေးဆောင်ပါတယ်ကဘာပေါ်မှာရှိတဲ့အမျိုးသမီးတွေနဲ့မိမပြိုလေးတွေတိုင်းမှာဖြစ်တာဖြစ်တဲ့အတွက်ဓမ္မတာလာနဲ့ပတ်သက်ပြီးယွန်စရာရှက်စရာမလိုပါဘူးတကယ်တော့ဓမ္မတာလာတဲ့ဆိုတာခန္ဓာကိုယ်ကပုံမှန်အလုံးလုံးနေတယ်ဆိုတာကိုပြတာပါပဲအစောဆုံးအနေနဲ့အသက်9နှစ်ကနေနောက်အကျဆုံးအသက်16နှစ်အတွင်းမှာဓမ္မတာစလာတတ်ပါတယ်။ရာသီစံဝန်းဟာပုံမှန်လေပတ်လေးရှိပါတယ်။တစ်လမှတစ်ချိန်မမျိုးဦးအိမ်ကနေမမျိုးဦးတစ်လုံးကျွေပြီးတအိမ်ထဲကိုရောက်သွားပါတယ်။တစ်ချိန်တည်းမှာပဲကိုဝင်ဆောင်ပစ်ခဲ့ရင်သတိသားကိုအာဟာရဖြည့်ပေးဖို့အတွက်နူးညံ့ပြီးပျော့ဤတဲ့တအိမ်နဲ့ရန်အပေါ်လွှာလေးဖြစ်ပေါ်လာပါတယ်။ကိုဝင်မရှိနေရင်တော့ခုနကတအိမ်နဲ့ရန်အပေါ်လွှာလေးကမလိုအပ်တော့တဲ့အတွက်သွေးစာလေးတွေအဖြစ်နဲ့မိမကိုကနေယူဆင်းသွားတတ်ပါတယ်။အဲ့လိုသွေးဆင်းတာဟာတစ်ပတ်လောက်အထိကြာတတ်ပါတယ်။ရာသီစဝန်းဟာရာသီစလာတဲ့ရက်ကနေစပြီးနောက်တစ်ချိန်ရာသီလာတဲ့အထိ21ရက်ကနေ35ရက်အထိကြာနိုင်ပါတယ်။ရာသီလာကနေရဲ့စိတ်ခံစားမှုအပြောင်းအလဲဖြစ်တာအားနဲ့အားကုန်တယ်လို့ခံစားရတာတွေရှိတတ်ပါတယ်။နောက်ပြီးရာသီလာတဲ့အခါမှာဘိုင်းအောင်တာဝမ်းပိုက်မအီမသားဖြစ်တာရင်သားတွေနာကျင်တာဒါမှမဟုတ်ပြေးတင်းလာတာခေါင်းကိုက်တာပင်ပန်းနှွမ်းနေတာတွေကိုပါခံစားရမှာပါ။တယောက်နဲ့တယောက်ခံစားရပုံချင်းနဲ့ရာသီသွေးအနေအများမတူညီကြပါဘူး။ရာသီလာတဲ့အခါလဆန်သုံးပစ္စည်းတစ်မျိုးမျိုးကိုအသုံးပြုဖို့လိုအပ်ပြီးယောဂပိုးတွေမဝင်အောင်ပုံမှန်လဲလှယ်ပေးဖို့လဲလိုပါတယ်။ရင်နွေးနဲ့ရေချိုးတာတပတ်နွေးနွေးလေးဘိုက်ပေါ်တင်ပေးတာဒါမှမဟုတ်အကိုက်ခဲပျောက်စေတတ်တာတွေဟာရာသီလာတဲ့အချိန်နာကျင်ကိုက်ခဲတာတွေကိုတတ်တာစေနိုင်ပါတယ်။အမျိုးမျိုးသောတတိတာနည်းတွေဟာရာသီလာတဲ့အချိန်နဲ့ရာသီသွေးအနေအများပေါ်တက်ရောက်မှုရှိပါတယ်။အချို့နည်းလမ်းတွေဟာတအိမ်နဲ့ရန်အပေါ်ရန်ကတိတ်မထူလာစေတဲ့အတွက်ရာသီသွေးဆင်းတာကိုနှဲသွားစေပါတယ်။ဒါကြောင့်ဒီလိုနည်းလမ်းမျိုးကိုစသုံးပြီးဆိုရင်လစဉ်ရာသီသွေးဆင်းတာနှဲသွားတတ်ပါတယ်။ဒါပေမဲ့စိတ်မပူပါနဲ့။ဒါဟာကိုယ်ဝင်ရှိသွားတာရာသီသွေးချုပ်နေတာမဟုတ်ပါဘူး။သုံးနေတဲ့သားဆက်ချာနည်းလမ်းကိုရပ်လိုက်တဲ့အချိန်မှာပုံမှန်အတိုင်းရာသီသွေးပြန်ဆင်းပါပါ။ဒီထက်ပိုပြီးသိရှိလို့ရဆိုရင်တော့နှွေးထွေးပြင်လာတဲ့ Marie Stokes မြန်မာကိုဆက်သွယ်ပြီးအိမ်အောင်ရေးဆိုင်ရာတိလို့ပွဲအကြံပြုချက်များကိုယုံကြည်စိတ်ချစွာမြင်မြန်တိုင်ပင်နိုင်ပါတယ်။